ကပ်မှာကျွန်တော်တို့ဒီမြန်မာဖောင်းမှန်အောင်လုပ်တဲ့နည်းနဲ့ဒီ auto silent ဒီပေါ့နော် auto silent ထိုးအောင်လုပ်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့ပြောပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ auto silent ထိုးအောင်လုပ်ဖို့ကြတော့ဒီ voice over ပါတဲ့အတန်ဖိုင်တစ်ခုလိုမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် video edit နဲ့ကျွန်တော်တို့ကဒီနောက်ကနေ voice over ပြောရင်လို့ရှိရင်လည်းကျွန်တော်တို့ auto silent လုပ်လို့ရတယ်ပေါ့နော်ဒီသချင်းတွေကတော့မြန်မာသချင်းတွေမရဘူးဒါပေမဲ့အင်္ဂလိပ်သချင်းတွေမှာတော့ auto lyrics တွေကနေပြီးတော့ silent ထိုးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ video record လုပ်တဲ့လူတွေလည်းဒီနည်းလေးနဲ့သုံးလို့ရတယ်ပေါ့နော် video record နောက်ကအတန်ဖိုင်ကိုကျွန်တော်ကဒီ auto silent လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်အရင်ဆုံးဒီမှာသူ silent နေဒီမှာ auto caption ထိုးပေးတာပေါ့နော်အဲ့ဒီထိုးပေးတာကိုကျွန်တော်ကအရင်ဆုံးမြန်မာဖောင်းမှန်အောင်လုပ်မှာပေါ့နော်ဖောင်းမှန်အောင်လုပ်ဖို့အတွက်ကျွန်တော်ကသူ့မှာပါတဲ့ဒီအပိုင်းလေးတွေကိုတစ်ချက်ထောက်လိုက်မယ်ပြီးတော့ကျွန်တော်က style ကိုသွားမယ်ပေါ့နော် style ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာ font ဆိုတာလေးရွေးမယ်ပြီးကျွန်တော် my font ပေါ့နော်အဲ့ဒီ my font နေရာမှာကျွန်တော်တို့ font တွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ကကိုကြိုက်တဲ့ဖောင်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ပြည်ထောင်စုရှိမယ် Unicode အတွက်ဆိုပြည်ထောင်စုကနည်းနည်းလေးမှန်မှန်ချင်းပေါ့နော်အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်ဒီတော်များများ free လက်ရပြည်ထောင်စုအတွက်ပြည်ထောင်စုဖောင်တွေအတွက်အဆင်ပြေတာဒီဗတော့ဆွဲဖောင်လေးပေါ့နော် Okay ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးဆိုရင်တော့ရိုးရှင်းလေးနဲ့လှတယ်ပေါ့နော်ဒီကောင်လေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ video လေးကို share ပြီး comment အောင်မှတ်ထားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်မိတ်ဆွေကဒီဖောင်တွေမသုံးချင်မဲ့နဲ့အလှတွေသုံးချင်တယ်ဆိုတော့ဒီမှာတခြားဒီပိတ်ဖောင်တွေပေါ့နော်ပိတ်ဖောင်တွေရှိတယ်ဒီကောင်လေးတော့ဝယ်သုံးရတာပေါ့နော်ဒီတော်တော်များများကျွန်တော်စီမှာ free ရတာ5-8ခုလောက်ရှိတယ်ပေါ့နော်အဲ့ဒီထဲကမှန်တာတော့5-6ခုလောက်မှန်တယ်ဒါမှမဟုတ်မိတ်ဆွေကဖောင်းအလှတွေသုံးချင်တော့ Unicode sorry win ဖောင်းတွေကိုကျွန်တော် Soji keyboard နဲ့တွဲသုံးရင်တော့မှန်တယ်ပေါ့နော် Okay ဒီဖောင်းလေးဆိုလည်းသုံးရတာအဆင်ပြေရပါတော့ Okay မိတ်ဆွေကကိုကြတဲ့ဖောင်းတစ်ခုကို select ပေးဖို့ရွေးပြီးသွားပြီဆိုရင်တော့နော်ကျွန်တော်အကုန်လုံးကိုဒီ apply လုပ်မှာဖြစ်တဲ့အတွက်ဒီမှာအမှန်ကြီးတစ်ခုရှိရပါတော့အဲ့ဒီအမှန်ကြီးကိုနှိပ်လိုက်မယ်ဒါဆိုကျွန်တော်ကဒီ silent တွေအကုန်လုံးက font မျိုးတွေတွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ check play ကြည့်လိုက်မယ်Okay ဒီမှာတော့ကျွန်တော်ကနည်းနည်း edit လုပ်ပြရမယ်နော်ကိုမကြိုက်တာဖြစ်ဖြစ်စလုံးမှားတာဖြစ်ဖြစ်ကိုကအင်္ဂလိပ်နဲ့မြန်မာတွဲပြောတာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်စလုံးကိုပြင်နေတယ်ဆိုရင်အဲ့ဒီပြင်နေတဲ့ကောင်တစ်ချက်ထောက်ပြီးတော့အောင်းနာလေးမှာ style ဆိုတာရှိတယ်အဲ့ဒီနေရာလေးမှာကျွန်တော်တို့ဒီမှာကက်ကိုအင်္ဂလိပ်လိုပြောင်းနေရင်လည်းပြန်ဖြတ်ပြီးတော့ကျွန်တော်ပြန်ရေးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဒီမှာဒီ animation style ပေါ့နော်ဒီ font ရဲ့သွားတဲ့ style တွေပြောင်းနေတယ်ဆိုရင်လည်းဒီမှာပြန်ပြင်လို့ရတယ်ပေါ့နော်Okay ဒါလေးကတော့ကျွန်တော်တို့ဒီကပ်မှာ auto silent ထိုးတဲ့နည်းနဲ့ကျွန်တော်မြန်မာဖောင်းမှန်အောင်လုပ်တဲ့နည်းလေးကိုပြောပြခဲ့တာဖြစ်ပါတယ်မိတ်ဆွေကဒီ font လေးလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ video လေးကို like and share လေးလုပ်ပြီးတော့ comment အောင်မှတ်ထားလို့ရပါတယ်အဆင်ပြေဆိုလို့ရှိရင်လည်းမိတ်ဆွေတကယ်ချင်းတွေစီကို share ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမိုက်ဆွေနီနဲ့ CapCut Pro အကောင့်ဝယ်ယူဖို့စဉ်းစားနေတယ်ဆိုရင်တော့အခုပဲ K Creative Facebook Page နဲ့ Telegram Channel မှာဆက်သွယ်လိုက်ပါနော်